လာပါရှင် Horizon News ရဲ့နေ့စဉ်နောက်ဆုံးရတဲ့အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ကျွန်မနော်မူထားပါဒီကနေ့2026ခုနှစ်ဇွန်လ16ရက်နေ့ည8:00နာရီအတွက်အဓိကသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့သတင်းအစီအစဉ်မှာတော့စကိုင်းတိုင်းမကွေးတိုင်းကမြေပြင်စစ်ရေးနဲ့အလင်းဝင်လာတဲ့သတင်းတွေအကြမ်းဖက်စစ်တပ်ရဲ့ပြည်သူတွေပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေဖားကန့်ရေးကြီးရရှမ်းမှုသတင်းတွေနဲ့အတူစိတ်ဝင်စားဖွယ်နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါ။ပထမဆုံးသတင်းအနေနဲ့ပြည်ရင်းစစ်ရေးသတင်းအခြေအနေတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်း Homeland မြို့နယ်လေးစိတ်ကိုအကြမ်းဖက်စစ်တပ်ရဲ့ထောက်ပို့လေယာဉ်တွေဟာမနေ့ကဇွန်လ15ရက်နေ့မှာတစ်ကြိမ်နဲ့ဒီကနေ့ဇွန်လ16ရက်နေ့မှာ2ကြိမ်ဆင်းသက်ခဲ့ပါတယ်။လက်နက်ခဲယမ်းတွေတင်ဆောင်လာတာဖြစ်ပြီးလက်တလောတိုက်ပွဲတွေနားထားပေမဲ့ပြည်သူတွေအနေနဲ့စစ်ရေးသတိရှိကြဖို့မြေပြင်သတင်းရင်းမြစ်ကတတိပေးထားပါတယ်။မကွေးတိုင်းဂန့်ကောမြို့နယ်ရှောက်ပိန်ကျေးရွာကအကြမ်းဖက်စစ်ကောင်စီတပ်စခန်းကြီးကိုဇွန်လ23ရက်နေ့မှာဂန့်ကောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဂါးညီနောင်ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေတင်စီရမိခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာလူမှုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့82နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်ပြစ်မှတ်ထားဆင်နွှဲခဲ့တာဖြစ်ပြီးတော်လိုင်းရဲဘော်တွေဘက်ကအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပါတယ်။ဒါအပြင်ပခုတ်ကူမြို့နယ်အခြေဆိုင်တပ်မ131လက်အောက်ခံခလာရ253ကတပ်သားမြင့်သူအောင်နဲ့ပြည်သူ့စစ်မှုထမ်းအောင်ဖြိုးသူတို့2ဦးဟာဇွန်လ15ရက်နေ့ကခရိုဘာ1တပ်ဖွဲ့ထံလက်နက်မဲ့အလင်းဝင်ရောက်လာခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကလူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်တွေထံအမြန်ဆုံးလာရောက်ပူးပေါင်းကြဖို့ခရိုဘာ1ကတိုက်တွန်းထားပါတယ်။စကိုင်းတိုင်းရင်းမပင်ခရိုင်တပ်ရင်331ကျစ်တဲ့နဲ့တပ်မတော်ကလည်းတော်လိုင်းစမိုးနယ်မြေအတွင်းလောင်ကစားဝိုင်းနေရတပ်ဖို့တတိပေးထုတ်ပြန်ထားပါတယ်။လောင်ကစားဝိုင်းနေဆက်လက်လှုပ်ဆောင်မှာကဖက်စီရေးယူမဲ့အပြင်ဖက်စီရမိတဲ့အသက်18နှစ်မှ35နှစ်ကြားလူငယ်တွေကိုတင်နပ်ပေးပြီးတော်လိုင်းရဲဘော်အဖြစ်တာဝန်ပေးအပ်သွားမယ်လို့အသိပေးထားပါတယ်။ဆက်လက်ပြီးအကြမ်းဖက်စစ်တပ်ရဲ့ပြည်သူတွေပေါ်ကျူးလွန်နေတဲ့လုပ်ရက်တွေကိုတင်ဆက်ပါမယ်။ပဲခူးတိုင်းနှစ်တလင်းမြို့နယ်မကြီးပင်ရွာမှာပြီးခဲ့တဲ့ဧပြီလကအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ခင်မွန်းဖြစ်သူသေဆုံးခဲ့ပြီးနောက်ဇနီးဖြစ်သူမတ်တင်မာဆွေဟာစစ်တပ်စခန်းမှာထမင်းချက်ပေးနေရရင်လိမ်မိုင်းဆိုင်ရာအာရမပြုကြီးတပ်ဖြတ်ခံခဲ့ရပါတယ်။သူမရဲ့အဝတ်အစားမဲ့ရုပ်အလောင်းကိုဇွန်လ10ရက်နေ့ကကျွန်းငင်းထဲမှာပုတ်ပွက်လျက်အနေထားနဲ့ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်မှာလည်း BPI စက်ရုံကထွက်လာတဲ့အကြမ်းဖက်စစ်တပ်ကမြစ်ချင်မြို့နယ်အနီးကကြောင်ဝမ်းခုတ်ကျေးရွာနဲ့မြိုင်မြို့နယ်ကအုံရင်းရွာတို့ကိုဒီကနေ့မနက်ပိုင်းမှာဝင်ရောက်မိရှုဖျက်ဆီးနေပါတယ်။စိတ်ဖြူမြို့နယ်မှာဆိုရင်လည်းကပါစာနှစ်တစ်ကိုလျှက်စစ်မိပေးနေတဲ့တပ်တိုင်ရွာပြင်းနဲ့ကပါစာနှစ်စစ်ကြောင်းကတညောင်ရွာအနီးရာရောတွေကနေကန်ဆွဲရွာနဲ့စိဆွဲရွာကဒေသခံပြည်သူ30ကျော်ကိုဖမ်းဆီးထားတယ်လို့သိရပါတယ်။ပြည်ရင်းတဘာဝဘေးသတင်းတပုတ်ကိုဆက်ပြရစေ။ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာမိုးဆက်တက်ရွာသွန်းပြီးရေနှုတ်မြောင်းတွေပိတ်ဆို့နေတာကြောင့်ဇွန်လ14ရက်နေ့ကစပြီးမြေနိမ့်ပိုင်းရက်ွက်တွေဖြစ်တဲ့လုံခင်ငပြောတော့နဲ့ဈေးတွင်ထိရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေပါတယ်။လာမယ့်48နာရီအတွင်းဖားကန့်အပါအဝင်မြို့နယ်အများပြားမှာမိုးပုံများလာနိုင်တယ်လို့မွေးလေဝသပညာရှင်ဒေါက်တာစိုးခွန်အာကာကသတိပေးထားပါတယ်။နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။လာအိုနိုင်ငံရွှေတြိဂံဒေသပူကန်ခရိုင်မှာလာအိုအာဏာပိုင်တွေကဇွန်လ17ရက်နေ့ကဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့ပြီးအွန်လိုင်းငွေလိမ်လည်မှုကြားဖြတ်နဲ့လမ်းကစားလုပ်ငန်းလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသား159ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။အမေရိကန်နိုင်ငံမှာတော့သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်လွတ်လပ်ရေးနှစ်250ပြည့်နဲ့သူ့ရဲ့80ပြည့်နှစ်မွေးနေ့အထိမ်းအမှတ်ဖြစ်အိမ်ဖြူတော်တောင်ဘက်ခင်းမှာ UFC ပွဲစဉ်ကိုခမ်းနားစွာလက်ခံကျင်းပခဲ့ပါတယ်။ဒါအပြင်အမေရိကန်နဲ့အီရန်တို့ကြားဟော်မုစ်ရေလက်ကြားပြန်လည်ဖွင့်လှစ်မဲ့သဘောတူညီချက်တရရရှိခဲ့ပြီးလာမယ့်တောက်ကြနေ့မှာဆွစ်ဇာလန်နိုင်ငံ၌လက်မှတ်ရေးထိုးမယ်လို့သမ္မတထရန့်ကကြေညာထားပါတယ်။ဒီသတင်းကြောင့်ကမ္ဘာ့ရေနံဈေးကွက်မှာရေနံစိမ်းစင်းနှုန်းတွေထိုးကျသွားခဲ့ပါတယ်။နောက်ဆုံးသတင်းအနေနဲ့ကမ္ဘာဖလားဘောလုံးပြိုင်ပွဲသတင်းတွေကိုတင်ဆက်ပါမယ်။ယနေ့မနေ့ကန်ခဲ့တဲ့ကမ္ဘာဖလားပွဲစဉ်တွေမှာဂျပန်နဲ့နယ်သာလန်ပွဲစဉ်ကတော့တစ်ဖက်2ဂိုးစီနဲ့တေးကျသွားပါတယ်။နောက်ထပ်ဂျာမနီနဲ့ကျူရာကာအိုအသင်းပွဲစဉ်မှာတော့ဂျာမနီက9ပြတ်9ဂိုးတကူနဲ့အနိုင်ရရှိသွားပါတယ်။ Ivory Coast နဲ့ Ecuador ပွဲစဉ်မှာတော့ Ivory Coast ကတကူကိုမရှိနဲ့အနိုင်ရရှိသွားပါတယ်။နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဆွီဒင်နဲ့တူနီရှားပွဲစဉ်မှာလည်းဆွီဒင်ကတူနီရှားကို9ဂိုးတကူနဲ့ကိုပြတ်အနိုင်ရရှိခဲ့ပါတယ်။ဒီကနေ့16ရက်6လ2016ရက်နေ့အတွက် Horizon News ရဲ့နေ့စဉ်နောက်ဆုံးရသတင်းအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မနေ့ပြန်18ရက်6လ2026ရက်နေ့မှာလည်းနောက်ဆုံးရသတင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါမယ်။သတင်းအသေးစိတ်ပြည့်စုံကိုကျမတို့ရဲ့ website လေးစာ www.thehorizonnews.com မှာဝင်ရောက်ဖတ်ရှုနားဆင်နိုင်ပါတယ်။ Facebook, YouTube, Telegram နဲ့ TikTok တို့မှာလည်း follow လုပ်ထားဖို့မပေးပါနဲ့နော်။ကျမနော်မူထားပါ။ပရိသတ်များအားလုံးကိုစိတ်နှဖျားရှုလန်းချမ်းမြေ့ကြပါစေရှင်။